တိရှိသူများအားလုံးမင်္ဂလာပါ Hi Hat Entertainment မှာကြိုဆိုပါရစေ American သမ္မတ Donald Trump သည်စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာလှုပ်ရှားမှုများကိုဧပြီလ2ရက်နေ့ကစတင်ခဲ့သည့်ကုန်သွယ်မှုတားဆီးခွန်သစ်များသမ္မတ Donald Trump သည်ပြည်တွင်းစီးပွားရေးအားကောင်းမှုကိုမြင့်တင်ရန်နှင့်နိုင်ငံခြားကုန်များထံမှမိခိုမှုလျှော့ချရန်ကုန်သွယ်မှုတားဆီးခွန်သစ်များကိုကြေညာလိုက်သည့်အဓိကအချက်များမှာ American ကိုတင်သွင်းလာသည့်ကုန်များအားလုံးအတွက်10%တားဆီးခွန်ဧပြီလ9ရက်2025တွင်စတင်မည်ဖြစ်သည်တည်ငြိမ်မှုမရှိသည့်နိုင်ငံများအတွက်ပုံမမြင့်မားသည့်အခွန်အခများတက်ရောက်မည်ဖြစ်သည့်တရုတ်34%ဥရောပသမဂ္ဂ20%ဂျပန်24%ထိုးချက်များကိုတရားမျှတသောကုန်သွယ်မှု Fair Trade အဖြစ်သမ္မတ Trump ကရှင်းလင်းသည့်ထို့သို့တားဆီးခွန်များစွာသတ်မှတ်ခြင်းသည်1894ခုနှစ်နောက်ပိုင်းကာလအတွင်းအမေရိကန်တွင်အမြင့်ဆုံးသတ်မှတ်မှုဖြစ်သည်ကမ္ဘာဈေးကွက်နှင့်စီးပွားရေးပေါ်တက်ရောက်မှုများလည်းရှိမည်ဖြစ်သည်တကမ္ဘာစတော့ရှယ်ယာဈေးကွက်များကျဆင်းမှုအရှိန်မြင့်ခြင်းနှင့်ရွှေဈေးတက်မှနှင့်ရေနံဈေးကျဆင်းမှုသုံးစီးပွားရေးပညာရှင်များကဒေါ်လာပေါ်ယုံကြည်မှုထိခိုက်နိုင်ခြင်းကိုသတိပေးထားပါတယ်မြန်မာနိုင်ငံအပေါ်တက်ရောက်မှုများမှာမြန်မာကုန်သွယ်မှုစီးပွားရေးဗဟုသုတများထိခိုက်နိုင်နှင့်အမေရိကန်ကိုအဓိကတင်ပို့နေသည့်မြန်မာထဲအဝတ်နှင့်လေယာထွက်ကုန်များပိုမိုခက်ခဲနိုင်ပြီး$ခွာချမှုများနှင့်ကုန်သွယ်မှုမတည်မြဲနိုင်မှုကြောင့်မြန်မာစီးပွားရေးကိုထိခိုက်စေနိုင်ပါသည်အမေရိကန်နိုင်ငံသားများအတွက်မူပစ္စည်းဈေးနှုန်းမြင့်တက်နိုင်မှုနှင့်ယာတို့အခွင့်အလမ်းများအပေါ်အသက်ရောက်မှအလုပ်ကိုင်အခြေအနေမတည်မြဲနိုင်မှုတို့ဖြစ်နေနိုင်ပါသည်